ဒီညကတော့ Brazil တင်းနဲ့ Scotland တင်းတို့ပဲရှင်ပြိုင်သွားမှာဆိုတော့ယင်းဒီတအားခုံနေပေါ့နော်ဘာလို့လဲဆိုတော့နေမှာပါလာတော့မှာဆိုတော့လေထွင်လဲဘယ်လိုပြောမလဲတိတ်ပြီးတော့မတိတာဘူးပေါ့နော်နေမှာပါလာလို့ရှိရင်တော့အဆင်ပြေဆိုရစိတ်ရနိုင်တာအဲအကြောင်းလေထွင်တာလဲစိတ်ထဲမှာမရှိဘူးမြန်မြန်ကန်ကြပြီးတော့နော်နေမှာရဲ့ခြေစွမ်းလေးတွေကိုကျွန်တော်စောင့်မျှော်ရင်းနဲ့ကွာ Scotland တင်းလဲတကယ်ကောင်းတယ်ပြီးတော့ Brazil တွေလည်းကောင်းကြပါတယ်ကျိတ်နေပဲသူတို့ဖြစ်မှာပါ